နင်တို့စီမှာလဲ blind ပေါက်တယ်ရှိရလို့ပြောတန်ကြလို့ဟုတ်လား ဟုတ်တယ်နော်မမ blind ပေါက်လေးတွေအခု stainless steel ပစ္စည်းလေးတွေလေ blind ပေါက်လုပ်ပေးထားတယ်ရှင် ဟုတ်လား stainless steel ပစ္စည်းတွေကိုလုပ်ပေးထားတာလား ဟုတ်ကဲ့ blind ပေါက်တစ်ထောက်ကိုဘယ်လောက်လဲ 1000ခွဲပဲကြမယ်နော်မမနော်လူလက်ပိုင်းနေလူငယ်ပိုင်းနေတက်တဲ့ design လေးတွေပါရှင် တောင်းဖို့ဆိုတော့လည်းအဆင်ပြေပါတယ်နော် budget စိတ်ဖြစ်တယ်ဖြစ်ပါမှာလေ ပါလာတော့မမရေ stainless steel branded လက်ကောက်လေးပါမယ်ဆွဲကြိုးလေးကလည်း branded ဆွဲကြိုးလေးကြိုးပါမယ်ပြီးတော့သုံးခွင့်ဝေလက်စုပ်လေးတွေလေ daily အကျန်းခံတဲ့သုံးခွင့်ဝေလက်စုပ်လေးတစ်ခုပါမယ်ပြီးတော့ stainless steel branded လက်ကောက်လေးပါမယ်နော်မမ အဲ့ဒါကကြတော့ညီမတွေတစ်ထုပ်ထဲမှာအများကြီးပါတာလား မဟုတ်ဘူးမ तू ကလေ1000ခွဲပဲယူထားဆိုညီမတို့ကတစ်မျိုးကိုတစ်ခုစီထည့်ထားပေးတာရှင် အော်အမသိပြီအဲ့ဆိုရင်အခုညီမတွေပြောထားတာက၄မျိုးပြောထားတာဆိုတော့တစ်မျိုးကိုတစ်ခုစီပေါ့နော်အဲ့ဒါဆိုရင်တော့တစ်ထုပ်မှာတစ်ခုပဲပါမယ်ဒါပေမဲ့ तू ကကြတော့ design ၄မျိုးထဲမှာရွေးပြီးတော့မှblind ပေါက်လုပ်ပေးထားတာ ဟုတ်ကဲ့အဲ့လိုမျိုး design လေးမျိုးထဲကတစ်ခုပါမယ်နော် အဲ့ဆို blind ပေါက်လေးပြလေးမကြည့်အောင် blind ပေါက်ကဒီမှာပါရှင် အော်ဒီမှာပုံစံမျိုး ဒီပုံစံမျိုးလေးတွေ အော်အဲ့ဒါကိုမှထုတ်ရွေးဘာရမှမ ထုတ်ရွေးဘာမှမသိဘူးဟုတ် အော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီကမှတစ်ခုရွေးရမှာပေါ့နော်မထားလေးယူမယ်နော်ညီမလေးဟုတ်ကဲ့ပါ1000ခွဲနော် 1000ခွဲပါ ဒီမှာ1000ခွဲအဲ့တော့တစ်ခါဒီမှာလေးဖောက်ကြည့်လိုက်မယ်နော် ဟုတ်ကဲ့ပါ လေးပါမလဲဆိုတော့နည်းစိတ်ဝင်စားသွားပြီကွယ်ဒီထဲမှာသူကဘူးလေးပါတခါလေးလက်ဆောင်ပေးထားတာပေါ့ ဟုတ်ကဲ့ အဲ့ဆိုအဆင်ပြေဟဲ့ငကက်ကလေးကြိုက်လိုက်တာအမကလည်းလို့နှဆွဲလို့ရတာကြိုက်တော့လေ မရေအဲ့လက်ဆွဲဆိုရင်တော့ညီမတို့စီမှာလေနမငွေ18000ရောင်းတဲ့ branded လက်ဆွဲပါနော်အဲ့ branded လက်ဆွဲကို blind box ဈေးထဲမှာ15000ကျပ်နေပဲညီမတို့ထည့်ပေးထားတာပါ ဟုတ်လားချစ်စရာလေးဒီမှာကြည့်အောင်အမနှဆွဲဝတ်ရကြိုက်တယ်အခုအမတော့နှဆွဲဝတ်လာတာအဲ့ဒါဆိုတော့ဈေးလေးတန်တယ်လှလိုက်ဟိုလေကြိုက်လို့တခါလေးပဲဝတ်လိုက်ပြီးလှလာ လာတာပေါ့ရှင်မမနဲ့လိုက်တယ်နော်ချစ်စရာလေး ဒီလိုမျိုး blind ပေါက်လေးတွေလေဖောက်ချင်တဲ့သူတွေ blind ပေါက်ဖောက်ရတာကိုပေါ့နော်လုံးဝ crazy ဖြစ်တယ်စိတ်ဝင်စားတဲ့သူတွေဆိုရင်တော့စုမြတ်ရေးပေါ့နော်ဒီblind ပေါက်လေးတွေဖောက်လို့ရပါတယ် stainless steel ကိုပဲစုမြတ်ကလုပ်ပေးထားတာပေါ့နော်တစ်ထုပ်ကို15000နဲ့စုမြတ်စီမှာ blind ပေါက်လာဖောက်လို့ရပါတယ်။ဘောင်းပေါက်လေးလိုချင်တယ်ပြောရင်စုမြတ်တော့ကမှာဖောက်ထုတ်ထားတဲ့ပစ္စည်းတွေအားတစ်ခုကိုညီမလေးကိုပို့ပေးမှာပေါ့နော်တစ်ခုကိုမှ15000နဲ့ပဲစုမြတ်တော့တစ်ထုပ်ကို15000နဲ့ပဲရောင်းပေးထားတယ်။စုမြတ်စီမှာ blind ပေါက်ဖောက်ချင်တယ်ဆိုရင်စုမြတ်ရဲ့ Viber ဖုန်းနံပါတ်39ကို45393656နဲ့မှာ screenshot လေးနဲ့တကွာပြပြီးတော့မှာပေးလို့ရတယ်။စုမြတ်ရဲ့ TikTok Messenger မှာလည်း screenshot လေးနဲ့တကွာပြပြီးတော့မှာပေးလို့ရပါတယ်ရှင်။